皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုဖိုင်လေးမှာတော့ဒါရှိနဲ့အတူတူဟာဆွန်အတန်ထွက်လေးတွေကိုလေ့လာကြည့်ကြမယ်နော်အဲ့တော့ဒီအွန်းတန်လေးပေါ့နော်အွန်းကလေသူကဒီသူများနဲ့ပေါင်းမှဒီအတိတ်ပဲရှိတဲ့စလုံးလေးပေါ့နော်အဲ့တော့ဒီအာလိုင်းမှာဆိုလို့ရှိရင်ဒီအာလိုင်းရဟာလေးတွေကိုအွန်းနဲ့ပေါင်းကြည့်မယ်နော် I E U A O ပေါင်းကြည့်မယ်အဲ့တော့အာနဲ့အွန်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်အားလို့အတန်ထွက်တယ်ပေါ့နော်နောက်တစ်ခုကE နဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင် in လို့အတန်ထွက်တယ်နော်နောက်တဲ့ u နဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင် on လို့အတန်ထွက်ပါတယ်နောက်တဲ့ a နဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင်သူ့ကိုကြတော့လေဒီ an ပေါ့နော် an အတန်လေးနဲ့မှားမှာဆိုလို့ရှိရင်သူ့ကိုလေအရင်ဆုံး a လို့ထပ်ပြီးတော့မှ an အဲ့လိုလေးပေါင်းပြီးဆိုကြည့်ပြီးတော့မှ n အဲ့လိုလေးထွက်ကြည့်ပါနော်နောက်တစ်ခုကကြတော့ o နဲ့ပေါင်းမယ်ဆိုလို့ရှိရင် on လို့ထွက်ပါနော် on အလိုက်မှာဆိုလို့ရှိရင် kn ခံခင်ခွန်းခင်ခွန်းနောက်ထပ်စလိုက်မှာဆိုလို့ရှိရင်စန်ရှင်စွန်စန်စွန်နောက်တစ်ခုတလိုက်မှာဆိုလို့ရှိရင်တန်ချင်းသွန်တန်တွန်နာလိုက်မှာဆိုလို့ရှိရင်နာနင်းနွန်းနန်နွန်းနောက်တစ်ခုဟာလိုက်မှာဆိုလို့ရှိရင်ဟန်ဟင်းဟွန်းဟန်ဟွန်းမလိုက်မှာဆိုလို့ရှိရင်မမင်းမွန်းမန်မွန်းနောက်ထပ်ကရယူရလိုင်းလေးပေါ့နော်အဲ့တော့ရနဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ရန် u နဲ့ on နဲ့ပေါင်း u နဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင် yun u နဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင် yun နောက်တစ်ခုကလာရီတို့တယ်တို့ပေါ့နော်အဲ့တော့ရာနဲ့ပေါင်းမယ်ဆိုလို့ရှိရင် ran rin run ran run နောက်တစ်ခုကနောက်ဆုံးကဝါကို online ရတော့ဒီဝါတစ်ခုတည်းနဲ့ပဲပေါင်းမယ်ပေါ့နော်အဲ့တော့ဝါလေးနဲ့ on နဲ့ပေါင်းမယ်ဆိုလို့ရှိရင် one ရမယ်နော်အဲ့တော့ဘက်ကဒါခွန်းအဟန်ဒါခွန်းအတန်ထွက်လေးတွေကိုလည်းဒီ on လေးနဲ့ပေါင်းပြီးတော့မှတူတူလိုက်ဆိုကြည့်ကြရအောင်နော်ကားနဲ့ on နဲ့ပေါင်းမယ်ဆိုတော့ကန်ကင်ကွန်ဂန်ကွန်နောက်တစ်ခုစားလိုင်းပေါ့နော်အဲ့တော့ဇန်ဂျင်စွန်ဇန်စွန်နောက်တစ်ခုဓာလိုင်းပေါ့နော်ဒါဂျင်စွန်ဒန်တွန်နောက်တစ်ခုကကျတော့အောက်ကဘာလိုင်းပေါ့နော်ဘန်ဘင်ဘွန်ဘန်ဘွန်နောက်တစ်ခုကပလိုင်းလေးပေါ့နော်ပန်ပင်ပွန်ပန်ပွန်ဒါဆိုရင်ဟာဆွန်အတန်ထွက်လေးပြီးပါပြီမနာစနုလည်းလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ထားကြပါအောင်เนาะနောက်ထပ်ဗီဒီယိုဖိုင်လေးတွေမှာပြန်ပြီးတော့တွေ့ပါမယ်